အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Channel ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့စကော့တလန်နိုင်ငံကနေပြီးတော့เนาะထုတ်လုပ်ထားတဲ့ whisky နဲ့ပတ်သက်ပြီးတော့နေမြေပိုင်းခြားအကြောင်းကိုအနည်းငယ်ပြောပြပေးချင်ပါတယ်ကျွန်တော်နာမည်ကတော့ SK ပါခင်ဗျာစကော့တလန်နိုင်ငံကပေါ့နော်ခေါင်းမှာအကောင်းဆုံး whisky တွေကိုနှစ်စဉ်ထုတ်လုပ်နေတာယနေ့တည်းပဲပေါ့နော်အဲ့ဒါတော့လုံးဝညှင်းပယ်လို့မရပါဘူးအဲ့လိုထုတ်လုပ်ထားတဲ့ whisky တို့မှာသူတို့နိုင်ငံမှာပေါ့နော်နေမြေပိုင်းခြားလိုက်ခွဲခြားပြီးတော့သတ်မှတ်ထားပါတယ်အဲ့ဒါတွေကဘာလဲဆိုလို့ချင်း Highland Lowland Speyside Island Isla Campbelltown ပေါ့နော်အဲ့လိုဒေသတွေခွဲခြားပြီးတော့သတ်မှတ်ထားတယ် Scotland ဒေသမှာဆိုလို့ရှိရင်လည်း Highland ဒေသကwhisky ထုတ်လုပ်တဲ့နေရာပေါ့နော်ကျွန်တော်အခုပြသလိုပဲ Highland ဒေသအကြီးဆုံးပေါ့နော် Highland ဒေသအကြီးဆုံးဖြစ်တယ်ဆိုပေမဲ့လည်း Speyside ကထုတ်လုပ်တဲ့ whisky တွေက Scotland တစ်ခုလုံးရဲ့တိုင်းငံလုံးရဲ့အတိုင်းအတာအရပေါ့နော်50% နဲ့ကျော်ဖို့ Speyside data ကနေပြောပဲထုတ်လုပ်နေတာဖြစ်ပါတယ် Speyside data ကလည်း Highland ရဲ့ sub region တစ်ခုအနေနဲ့ပါဝင်တာပေါ့နော် Island ကလည်း Highland ရဲ့ sub region ပေါ့ကျွန်တော်ဒီနေ့အဓိကဝဟုတအနေနဲ့ sharing လုပ်ပေးချင်တာပါဆို Highland နဲ့ Speyside အကြောင်းပေါ့နော်အဲ့လို Speyside ကိုသူကနေမြေတေချာသတ်မှတ်လိုက်တာလည်း2009ခုနှစ်လောက်ကပေါ့နော်စပြီးတော့တေချာသတ်မှတ်လိုက်အဲ့မတိုင်ခင်ကတော့Speyside နဲ့ Highland ရောနေတာဥပမာအဖြစ်တစ်ခုပြောမယ်ဆိုလို့ရှိရင် Macallan ပေါ့နော် Macallan Macallan whisky မှာသူ့ရဲ့ blend မှာဆိုလို့ရှိရင် Highland single malt ဆိုပြီးရေးထားတာပေါ့ဒါပေမဲ့လည်းသူ့ရဲ့အရက်ချက်ဆောင်ကကြတော့ Speyside River Spey ဘေးနားမှာတည်ရှိရပါတော့ River Spey က Speyside မှာဘယ်လောက်တော့မှရေးပါလဲဆိုလို့ရှိရင်အဲ့ River Spey တောက်လျှောက်ကို Speyside ဆိုပြီးတော့သူကခေါ်ဝေါ်သလိုအဲ့ River Spey တောက်လျှောက်မှာစိုက်ထားတဲ့အရက်ချက်ဆက်ရုံကလည်းယနေ့မှာနာမည်ကြီးတဲ့အရက်ချက်ဆက်ရုံတွေအများကြီးရှိပါတယ်အဲ့ဒါတွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင် Glenfiddich ရှိမယ် Macallan ရှိမယ်ဘာလို့ရှိရင်Belvani, Cardew အဲ့လိုကျွန်တော်နောက်ထပ်မသိတဲ့ဟာတွေလည်းအများကြီးရှိတာပေါ့နော် Speyside data တစ်ခုတည်းမှာတင်အရက်ချက်ဆက်ရုံပေါ့ဘယ်လောက်တော့ရှိလဲဆိုလို့ရှိရင်50ခုရှိပါတယ်အဲ့လိုပြောလို့ Highland မှာလည်းရက်ချက်ဆက်ရုံမရှိတာမဟုတ်နော် Highland မှာလည်းနာမည်ကြီးရဲ့အရက်ချက်ဆက်ရုံတွေအများကြီးပဲ Highland data တစ်ခုလုံးပေါင်းတဲ့အရက်ချက်ဆက်ရုံစုစုပေါင်းကဘယ်လောက်ရှိလဲဆိုလို့ရှိရင်36ခုရှိပါတယ်ခုနကပြောတဲ့ Speyside လောက်တော့မများဘူးပေါ့ဗျာနောက်ပြီးတော့ Scotland တနိုင်ငံလုံးအတိုင်းအတာရပါတော့အယောင်ရဆုံး whisky အမှတ်စိတ်3ခုကလည်း Speyside ကပဲထုတ်တာပေါ့အဲ့3ခုကဘာလဲဆိုလို့ရှိရင် Macallan, Glenfiddich, Glenlivet ပေါ့နော်ဒီ single malt whisky တွေက Scotland နိုင်ငံမှာတကယ်မှအယောင်ရဆုံး single malt whisky အမှတ်စိတ်3ခုပဲဖြစ်ပါတယ်တချို့ကပြောကြတာ Highland ထုတ်တဲ့ whisky တွေက Speyside တဲ့ဆိုင်လို့ရှိရင်နည်းနည်းပြင်းနေညင်ညောင်မရှိလို့ပြောကြအောင်ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲ Scotland ထုတ်တဲ့ whisky ကတော့အကုန်လုံးကောင်းပြီးသားပဲဒါပေမဲ့သူက Speyside နဲ့ရှင်လို့ရှင်ပေါ့နော်ကမ္ဘာအကောင်းဆုံး whisky တွေထုတ်လုပ်နေတယ်သူက Speyside နဲ့တော့နိုင်ရှင်တာပေါ့အဲ့တော့ကျွန်တော်ကဒီနေ့မှာဘာပြောပြပေးချင်တာလဲဆိုလို့ရှိရင်မိတ်ဆွေတငယ်ချင်းတို့အနေနဲ့လည်း whisky တွေတောက်သုံးတဲ့နေရာပေါ့နော်အရသာအပြောင်းလေးဖြစ်တော့အောင်တစ်စိတ်အသစ်တွေကိုတောက်သုံးလို့ရအောင်လို့ပေါ့နော်ကျွန်တော်က Highland data ထွက်တဲ့ whisky နဲ့ Speyside data ထွက်တဲ့ whisky နှစ်ခုပေါ့နော်ကျွန်တော်နိုင်ရှင်ပြီးတော့ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် fruity note လေးကနေပြီးတော့စားချင်ပါတယ် fruity note လေးကိုမှ elegant ဆန်ဆန်ပေါ့နော်ကြော့ရှင်းရှင်းလေးဟိုအဲ့လိုတောက်ချင်တယ်ဆိုလို့ရှိရင်တော့ Speyside data ထွက်တဲ့ Glenfiddich ကိုမြည်ဆန်းလို့ရပါတယ် fruity note လေးကိုမှ fresh ဖြစ်တဲ့အရသာလေးပေါ့နော်အဲ့လိုလေးတောက်ချင်တယ်ဆိုလို့ရှိရင်တော့ Highland data ထွက်တဲ့ Boblair whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ်နောက်ထပ် fruity note ကိုပဲ Speyside ကဘလို့မြည်ဆန်းလို့ရတဲ့ tropical အရသာလေးပေါ့နော်နက်နက်တီးငပြောတီးတရက်တီးအဲ့လိုရတာလေးနဲ့ citrus ပေါ့နော်အချင်းရတာအေးအေးမွားလေးနဲ့အဲ့လိုခံစားချင်တယ်ဆိုလို့ရှိရင်တော့ Speyside data ထွက်တဲ့ Glenrothes whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ်ခင်ဗျာ fruity note လေးကိုမှ honey ပေါ့နော်ပြားရည်နဲ့ရောဆက်ပြီးခံစားချင်တယ်ဆိုလို့ရှိရင်တော့ Highland data ထွက်တဲ့ Glenmorangie whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ် fruity notes ကတော့ဒီလောက်ပဲပေါ့နော်နောက်ထပ်ကျွန်တော် spice ဖြစ်တဲ့ notes လေးကိုပြောပြပေးချင်ပါတယ် spice ရတာမှာဆိုလို့ရှိရင်တော့သူကပျော့လေးရှိရယ်ပြီးလို့ရှိရင် full body ပေါ့နော်ပြင်းပြင်းလေးရှိပါတယ်spice ရတာပျော့လေးကိုမှ Speyside ထဲကနေပြီးတော့မြည်ဆန်းကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ Macallan ကိုမြည်ဆန်းကြည့်လို့ရပါတယ် spice ရတာပျော့လေးကို Highland မြည်ဆန်းချင်တယ်ဆိုလို့ရှိရင်တော့ Delmore whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ် spice ရတာမှာ full body ပေါ့နော် full body ဖြစ်တဲ့ဟာကို Speyside ထဲကမြည်ဆန်းမယ်ဆိုလို့ရှိရင်တော့ Aberlour whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ် spice ရတာ full body ဖြစ်တဲ့ဟာခပ်ပြင်းလေးကို Highland data ထွက်တဲ့ whisky ထဲကမြည်ဆန်းချင်တယ်ဆိုလို့ရှိရင်တော့ Glendronach whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ်spice ရတာလည်းပြီးသွားပြီဆိုတော့ကျွန်တော် smoky ဖြစ်တဲ့ notes လေးပြောပြပေးချင်ပါတယ်Scotch whisky တွေကတော့အားလုံးသိကြတဲ့အတိုင်းပဲ smoked flavor ကတော့သူကပါပြီးသားပေါ့နော်အားကြောင့်မလဲနာမည်ကြီးတာပေါ့ smoked flavor ကသူက medium နဲ့ heavy ဆိုပြီးအဲ့နှစ်ခုရဲ့ပျော့လေးတော့မရှိဘူးပေါ့နော်အဲ့တော့ medium မှာဆိုလို့ရှိရင် Speyside ထဲကဆိုလို့ရှိရင်တော့ Benromach whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ်ခင်ဗျာ Highland ကထုတ်တဲ့ whisky ထဲက smoke ရတာတင်းတင်းလေးကိုမြည်ဆန်းချင်တယ်ဆိုလို့ရှိရင်တော့ Agmore whisky ကိုမြည်ဆန်းကြည့်လို့ရပါတယ်ခင်ဗျာ
smoky flavor full body ဖြစ်တဲ့ဟာပေါ့နော် strong ဖြစ်တဲ့ဟာပြင်းပြင်းလေးကို space side ထဲကမီးစမ်းချင်တယ်ဆိုလို့ရှိရင်တော့ Tom and Joe Distillery ကထုတ်လုပ်တဲ့ Old Ballantyre Whisky ကိုမီးစမ်းကြည့်လို့ရပါတယ်ခင်ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့ Highland ကထုတ်တဲ့ Whisky ထဲကပေါ့နော် smoky flavor heavy ဖြစ်တဲ့ဟာကိုမီးစမ်းချင်တယ်ဆိုလို့ရှိရင်တော့ Edward Distillery ကထုတ်လုပ်တဲ့ Blancan Whisky ကိုမီးစမ်းကြည့်လို့ရပါတယ်ခင်ဗျာwhisky တွေကိုသုံးဆောင်တဲ့နေရာမှာပေါ့နော်တယောက်နဲ့တယောက်အကြိုက်မတူတာမလို့ကိုကြိုက်နေတဲ့အရာတာကိုကိုကြိုက်နေတဲ့ပုံစံတိုင်းမီးစမ်းကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့ whisky အမတ်ဆက်တွေကိုကြည့်ပြီးတော့ပေါ့နော်ဘာ whisky ရဲ့တစ်ဝယ်ပြီးတော့မီးစမ်းရမှမတည်ရဲ့ညီကိုတွေအတွက်အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကနေပြီးတော့ဗဟုသုတဆုံးပြရရှိခဲ့မယ်ဆိုလို့ရှိရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာမိတ်ဆွေဘယ်ရမှာမဆိုတန်ဆေးလုံပေးရှိပါတယ်တင်ရဲ့ပျော်ရွှင်တာကောင်းတဲ့ထိုက်တန်လေးတွေကိုမိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့ဖြတ်တန်းအောင်မေ့ပါနဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာ